နော်ဇာတာဆက်ဆရာမလေးမပါပါမျက်လုံးလေးကိုမှိတ်ပြီးတော့အသက်ကလေးကိုနော်ဖြည်းဖြည်းလေးဝင်သက်ထွက်သက်လေးကိုမှတ်ပြီးတော့အာယုံပြပြီးသွားလို့ရှိရင်မိတ်ဆွေကနေပြီးတော့မှဒီကက်ကလေးကမိတ်ဆွေကိုဘာတွေ message ပေးခြင်းလဲဆိုတဲ့အကြောင်းလောကကြီးကိုမိတဲ့ message လေးပဲဖြစ်တယ်နော်မျက်လုံးလေးမှိတ်ပြီးတော့အသက်ကလေးကိုဖြည်းဖြည်းလေးဝင်သက်ထွက်သက်လေးကိုမှတ်လိုက်ပါနော်ဘာမှအရေးမကြီးပါဘူးနော်ကိုယ့်ရဲ့အသက်ရှူတန်လေးကိုတနေ့15မိနစ်ရမိနစ်20ရနားထောင်ကြည့်ပါကိုယ့်ရဲ့အတွင်းကအတန်တွေကဘာတွေပြောနေလဲစူညံနေတဲ့လောကကြီးကိုခဏခဏထားခဲ့ပြီးတော့15မိနစ်လောက်လေးကိုလေနော်စိတ်ကလေးကိုငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ဘဝမှာကိုယ်သာအရေးကြီးဆုံးမှာကိုယ်လောက်ဘယ်သူမှအရေးမကြီးဘူးနော်ကဲမိတ်ဆွေဘာတွေပြောနေလဲဆိုတော့ message လေးကိုကျွန်မဖတ်ပြမှာဖြစ်ပါတယ်เนาะမိတ်ဆွေဘာတွေပြောနေလဲဘာတွေအသိပေးခြင်းနေလဲဟာမိတ်ဆွေကလေးအရန်ကိုစိုးရင်ပူပန်နေတယ်တဲ့เนาะစိုးရင်ပူပန်နေတယ်မိတ်ဆွေကိုယ်စိတ်ကိုနှိမ့်ဆက်နေတယ်ဆိုတဲ့ကက်ကလေးကိုပဲဖြစ်တယ်เนาะမိတ်ဆွေကိုယ့်အကိုတဲ့စိတ်တွေလည်းဖိစီးပြီးတော့လေစိတ်ဆင်းရဲနေရပါတော့တနေ့မိတ်ဆွေဘာတွေလုပ်လို့ဘာတွေကြိုင်ရမလဲမသိဘူးမိတ်ဆွေစိတ်တွေညစ်နေတယ်ပူဆွေးနေတယ်ဆိုတဲ့ကက်ကလေးဖြစ်တယ်เนาะပြီးတော့မိတ်ဆွေနောက်တစ်ချိန်ထပ်ချစ်ဖို့အတွက်ကိုလေကြောက်နေတယ်ပူဆွေးနေတယ်ဝမ်းနေနေတယ်တဲ့เนาะမိတ်ဆွေကြောက်နေတယ်ဝမ်းနေနေတယ်ပူဆွေးနေတယ်ဆိုလို့ရှိရင်တော့နောက်တစ်ချိန်ထပ်ချစ်ဖို့အတွက်ခွင့်ရလာမှာမဟုတ်ပါဘူးတဲ့เนาะပူဆွေးနေတယ်ပူလောင်နေတယ်ဝမ်းနေနေတယ်စိတ်ဆင်းရဲနေတယ်ဆိုတော့နှလုံးသားဟာမိတ်ဆွေဘယ်တော့မှထပ်ချစ်ဖို့အစင်သစ်ဖြစ်လာမှာမဟုတ်ပါဘူးတဲ့เนาะဘဝမှာကိုပြီးသွားပြီလို့အတွင်းကနေပြောနေတဲ့အတန်တွေကိုနားထောင်ပါကိုယ့်ရဲ့ relationship တွေကိုယ့်ရဲ့ဘယ်ရာတွေပဲဖြစ်ဖြစ်เนาะဒီမိတ်ဆွေရဲ့နှလုံးသား chakra ကပူလောင်နေဆိုလို့ရှိရင်เนาะမိတ်ဆွေနောက်ထပ်ထပ်ချစ်ဖို့အတွက်ကိုနေနာတခုရလာမှာမဟုတ်ပါဘူးဆိုတော့တတိပေးတဲ့ကတ်လေးပဲဖြစ်တယ်เนาะကဲ Valentine Day လည်းနီးနေပြီ head chakra တွေကိုကျမမိတ်ဆွေတို့အတွက်ဆွဲပေးနေတယ်အဲ့တော့ဒီကျမရဲ့ post တွေကိုတတိကပ်ပါเนาะမိတ်ဆွေကိုပြောနေတဲ့လောကကြီးကပေးတဲ့ message တွေပဲဖြစ်တယ်เนาะဘယ်ရာတွေပဲဖြစ်ဖြစ်ပူဆွေးနေတဲ့နှလုံးသားပူလောင်နေတဲ့နှလုံးသားအကြောက်တရားရှိနေတဲ့နှလုံးသားဘယ်တော့မှထပ်ပြီးတော့ချစ်ဖို့အတွက်ထပ်ပြီးတော့အစ်စ်တွေကိုချစ်ဖို့အတွက်အစ်စ်တွေကိုလက်ခံမှုအတွက်ဖြစ်လာမှာမဟုတ်ပါဘူးဆိုတော့ကက်ကလေးပဲဖြစ်တယ်နော်ဒီတော့တနေ့ကိုယ့်ရဲ့စိတ်ကလေးကိုအနာပေးပါ15မိနစ်ရကိုယ့်ရဲ့နှလုံးသား chakra လေးတွေကိုဝင်ကြည့်ပါကိုယ့်ရဲ့နှလုံးသား chakra တွေကဘလောက်ထိအောင်ပူဆွေးနေလဲဘလောက်ထိအောင်တောကရောက်နေလဲဘလောက်ထိအောင်ကိုစိတ်ဆင်းရဲနေလဲဆိုတဲ့ဟာကိုပြန်ကြည့်ပြီးလို့ရှင်မိတ်ဆွေရဲ့နှလုံးသား chakra လေးကိုနော်မိတ်ဆွေရဲ့အသက်ရှူတန်နဲ့အတူနော်ထပ်မံပြီးဖွင့်လိုက်ပါဆိုတဲ့သတိပေးကတ်လေးပဲဖြစ်တယ်နော်ကဲနောက်တစ်ချိန်မှာတွေ့ကြရအောင်